嘿，这位，ဘာလုပ်နေလဲနင်။ဟိုမချက်စားတာစားပါစေ။တမီးကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီလေ။ဟဲတန်းနာရဲ့ဘာလို့ခလေးကိုစုနေရလဲခလေးကစားချင်တာပဲဟာဟုတ် ဒီလားသူလေးကအချောလေးပဲဘယ်လိုလေးလဲ အေးဒါငါရဲ့ချွေးမငယ်ငါသားငယ်လေးရရဲ့သူတို့ကကိုယ်ပိုင်လုပ်ငန်းလုပ်တာသူတို့ကတော့စီးပွားရေးအဆင်ပြေတယ်ဟိုငါသားကြီးကတော့အခုထိလှုပ်ရှားနေတော့ တန်းနာဒီအဲ့တော့မလုပ်တင်ပါဘူးတန်းနာရဲ့ဒီမဖေးတော့ဘယ်တော့တန်မိုးရှိလို့လဲ ။ဒါငါတမီးလေးစားဝတ်ချက်တာဟင်းလေ။နင်တမီးကိုလည်းတင်ပေးထားပါလား။ဟာအမလေးငါတမီးစားဝတ်ချက်တာဟင်းကိုနင်ကဘာကိစ္စယူစားနေလဲ။ မမသမီးစားမငါဖဲတော့မမချစ်ချယ်ယူစားသွားပြန်ပြီ နင်ကလေတော်တော်စားဖို့တဲ့ခလေးမှာပဲဒီမှာနင်တို့စားဖို့လေချစ်ကြော်နဲ့ချစ်ဟင်းနဲ့ချက်ပေးထားမှာမတွေ့ဘူးလားဒါငါသမီးစားမယ်ဟေးဘာကိစ္စယူစားနေလဲဟမ် ဘာဖြစ်လဲတမီးဘာလို့ငိုနေရလဲတန်းနာဒီအဲ့တော့မလုပ်တင်ပါဘူးတန်းနာရဲ့ဒီမဖေးတော့ဘယ်တော့တန်မိုးရှိလို့လဲ ဒါငါသမီးလေးစားဖို့ချက်တာဟင်းလေနင်သမီးကိုလည်းတင်ပေးထားပါလားလူလိုနားမလဲချအောင်လား ငါဘယ်တော့ဘယ်တော့တန်မိုးရှိနေလို့လဲဘယ်တော့တန်မိုးရှိနေလို့လဲ တန်မိုးမရှိဆိုလဲနင်မနေအပြင်မှာချက်စားပါလားဘာကိစ္စငါ့မှာလာစားနေကြတယ်နင်အချက်မရှိဘူးလား တန်းနာ你这都是有这都没干的咯， ဟာဘာချက်စတန်းတာလဲနင်လည်းမနဲ့ချင်းစေးလာငိုင်းပါနေ 俺那么标准都记的。 အောင်မငမွဲပါကအတန်ဟင့်တယ်လို့ပါလား 听他按你在位，这妈的现在是干了的话，啊，搞老谁呢？你俩进来攻击个的，哎，这妈对咱们这个他们干的咯。 ဘာဖြစ်နေရလဲတမီးဘာဖြစ်တာလဲချက်ချက်ဘာဖြစ်တာဟဲ့ချက်ချက်မီးလေးငိုနေတယ်မီးလေးဘာဖြစ်လို့ငိုတာလဲမီးလေးရဲ့အဖေကိုပြောပါဦး 爸爸哎，他们没得了鱼啥没有？俺那咱俩他们要他们上来看看的。 ဟောတန်နာရဲ့ကလေးစားနေတောင်းနေတဲ့အချိန်မှာအဲ့လိုတော့မလုပ်ပါနဲ့တမီးရဲ့ပြီးတော့လေသူတို့တွေနေပါနေတဲ့အချိန်မှာတမီးကပို့ပြီးတော့အဲ့လိုမလုပ်တင်ဘူးလေတမီးရဲ့ အမေအဲ့လိုမပြောနဲ့လေသူတင်ပေးထားမှာလေသူ့မေကနားမလဲကြဘူးလားသူများအိမ်မှာနေပြီးတော့ဒီလောက်တော့နားမလဲကြဘူး သူတို့နေပါနေတဲ့အချိန်မှာတမီးကိုသူတို့တီးခံရှာပါတယ်တမီးရဲ့တမီးအဲ့လိုတော့စိတ်လိုက်မှာမလုပ်တင်ပါဘူးကွ တမီးကသိမခံနိုင်အမေတမီးကိုချိလိုက်ဘယ်သူမှသိမခံနိုင်အမေပဲသိခံနိုင်အမ တန်နာ 怎么嘞？怎么奶了耶？怎么嘞？骷髅掉下来干了？没的，没的，没的，怎么嘞？ သားလေးသမီးတို့တော့ဘာဖြစ်လဲ ရှိခဲ့တဲ့ဆင်ရှင်နာဆိုင်တမူကြည့်အောင်လား ကြည့်ပါလိမ့်မယ် မင်္ဂလာပါညီမလေးဒီနကက်လေးလည်းကြားကြည့်ပေးပါအောင်နော် ဟုတ်ဒါမရတော့ black tea ဒါလေးလည်းလာတာပဲချမ်းလို့လက်ဟဲယောက်ျားဒီစိန်နဲ့ညံ့တဲ့နကက်လေးကလှလိုက်တာမကြည့်ပါအောင်အယောင်လေးကိုလက်နေရပဲညီမလေးဒါလေးလည်းပြပေးပါအောင်နော် ကြာယူလိုက်လေ ဒါလေးကြည့်မလားမ ကြည့်မယ်နော်ညီမလေးမကြည့်ပါအောင်ယောက်ျားရဲ့လှလိုက်တာ ဒီမှာကြိုက်လား ကြိုက်တာဗောယောက်ျားရဲ့ ကြိုက်ရင်ယူလိုက်လေကဲယူလိုက်ပါဒါကမိန်းမနဲ့ယောက်ျားရဲ့ anniversary အတွက်ယောက်ျားလက်ဆောင်ဝယ်ပေးရ အဲ့ဆိုညီမလေးဟိုဒါလေးထည့်ပေးနော်ဟုတ်ယောက်ျားဟိုမိန်းမယောက်ျားကိုပြောစရာရှိရဲ့ ပြောလေ မတနာကလေဟိုနှစ်ဖောက်ခေါင်းလောင်းနဲ့ယောက်ျားရဲ့မိန်းမသာငကက်ဝတ်တာသူလည်းငကက်ဝတ်ချင်မှာမိန်းမလေးသူ့ကိုမိန်းမသားချင်းကိုချင်းစားတယ်သိလားမင်းကလေးပဲဖြစ်ဖြစ်ငကက်လေးတော့ဝတ်ချင်ကြမှာပဲလေမိန်းမသူ့ကိုငကက်လေးတယောက်လောက်ဝယ်ပေးချင်လိုက်တာယောက်ျားရဲ့ ဟောမိန်းမဝယ်ပေးချင်တာပဲဝယ်ပေးဖို့ရပါတယ်ကဲအဲ့ဒါဆိုလေမိတ်အတွက်ကိုမိန်းမအတွက်ကိုမမတန်တာအတွက်ပါဒီကတစ်ခါလေးဝယ်သွားကြမယ်လေ ။အော်ဟိုအမေတို့ကထားပါအောင်ယောက်ျားရဲ့အမေကရှေ့ဘက်ထမှာမွေးနေ့ရှိရဲ့လေ။ဟိုအမေမွေးနေ့ကြမှာအမေကိုခေါ်လာပြီးတော့တခါတည်းအမေကြိုက်တာကိုခိုင်းတာဟုတ်ပြီလား ကဲဟုတ်ပါပြီဗျာမိန်းမတဘောပါပဲ ။ကဲအဲ့ဆိုရင်မမတနာတော့ဝယ်သွားကြမယ်။ဒီမလေးပြပေးအောင်နော် နောက်လဲလာအားပေးပါအောင်ရှင် ဒီမှာလေ ကျေးဇူးများ ဒီ ကြီးပါ နိုင်ဒီမှာ စင်ကြီးပြည်မျိုးရှိခဲ့ပြီးတော့နေ့တိုင်းလာရောက်အပ်ပေးပါလို့ဖိတ်ခေါ်ပါတယ်ရှင် ။ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နော်ဒီမလေး။တနာဘာကြီးလုပ်နေရလဲ ဟော
ဒီမှာလေခေါ်ပြီးပန်းမွန်လေးကြောင်မို့လုံနေတာမမနဲ့ဘာခိုင်းစရာရှိလို့လဲခိုင်းလေ ဘာမှမခိုင်းပါဘူးတန်နာရဲ့မမတို့လည်းမရတန်နာကိုပေးစရာရှိလို့ အော်ပေးစရာရှိလို့ဘာပေးစရာရှိလို့လဲ ဒီနေ့မမတို့လည်းမရနဲ့ဈေးဝယ်ထွန်းနေလေအဲ့ဒါရွှေကေတီစိန်ရွှေနာဆိုင်ကနေပြီးတော့တန်နာအတွက်ငကက်လေးဝယ်လာရော့ဒါတန်နာအတွက် ငါကလေအဲ့လောက်တမိုးကြီးကတန်တာမြူရစီနဲ့မမနဲ့နော် ရှူပါတန်နာရဲ့မမတို့လည်းမရနဲ့ကတန်နာကိုစေနာနဲ့ဝယ်ပေးရလေမိန်းကလေးဆိုတာငကက်လေးရှိမှတင့်တယ်တာရှူပါတန်နာရဲ့ ကဲယူလိုက်ပါမမတန်တာရဲ့ကျွန်တော်လင်မယားနှစ်ယောက်ကလေမမတန်တာကိုကို့အမအရင်လို့တဘောထားလို့ဝယ်ပေးတာယူလိုက်နော် ရှူပြီရော့ ဟုတ်ကျေးဇူးတင်ပါတယ်မမနဲ့တန်တာတေချာဝတ်ပါမယ်နော်ဆောင်းလေးလေကျေးဇူးပါနော် မမတို့လည်းမရနဲ့ကဝယ်လာရတာလေတန်နာကြိုက်ပါမလားဆိုပြီးတော့စိုးရင်နေရ ရမ်းကြိုက်တာပေါ့ တန်နာကြိုက်တယ်ဆိုတော့မမတို့လည်းမရလည်းပျော်သွားပြီကုလို့ဆရာရှင်းတယ်မမတို့ပြောတော့အာမနာနဲ့ဟုတ်ပြီလား ဟုတ်ကဲ့မမနဲ့တော်တော်သွားနားလိုက်နော် သွားပြီနော် သွားပြီနော် ဟုတ်တေချာဝတ်ပါမယ်နော်ကျေးဇူးပါနော်မမနဲ့ ရတယ်တန်နာ ကလေးကိုပြန်ကြည့်မယ် ဘလို့ဖြစ်တာလဲစိုင်းမစင်ပုံမစင်နဲ့ရောက်လာတာဒီလို ဟုတ်တယ်ဒီနောက်ကိစ္စရှိလို့လာတယ်တငယ်ကြီးစီဝင်လာတာ အော်အေးဘာကိစ္စရှိလဲတကယ်ချင်း နောက်တစ်ပတ်မဟာစီရိတ်တာမှာလေတရားစခန်းဖွင့်မှာအဲ့ဒါအတူတူဝင်ကြအောင်လေ အော်အေးကောင်းလိုက်တာရဲ့ငါ့ကိုရက်နေပြောပါအောင် အန်တီကော်ဖီတောက်ပါတမီးတို့လည်းကဒီမှာဘာလုပ်နေရလဲဖွားဖွားကြီးတို့စကားပြောနေတာဟောကဲလာမမေးလိုက်ခဲ့ချင်မလေးရလား ဟဲ့တီးလားသူလေးကအချောလေးလေဘယ်လိုလေးလဲ အေးဒါငါ့ရဲ့ချွေးမငယ်ငါသားငယ်လေးရရဲ့သူတို့ကကိုယ်ပိုင်လုပ်ငန်းလုပ်တာသူတို့ကတော့စီးပွားရေးအဆင်ပြေတယ်ဟိုငါသားကြီးကတော့အခုထိအလုပ်ရှာနေတော့တရင်လုံးဟဲ့ငါသားငယ်လေးကရှာချွေးနေတာပေါ့တကယ်ချင်းအေးသူတို့ညကိုချင်းတွေတဲကြတော့ငါလည်းစိတ်ချမ်းသာတာပေါ့ဟဲ့ ကောင်းလိုက်တာဒီဒါသားသမီးရကန်တော့စိတ်ချမ်းသာတာပို့အားကြလိုက်တာဟဲ့နော် အေးပါလှုပ်ကော်ဖီတောက် အေးပါအေးပါတီး ဟဲ့တန်နာဘာကြီးချက်နေရလဲ အော်ဒီမှာလေပြုတ်ကြော်လေးလုံမလို့ပြီးရင်ကြော်မယ်မနှစ်လေးလည်းလုံထားသေးတယ်နှစ်လေးလည်းကြော်မယ် ကဲအဲ့ဒါဆိုရင်မမလည်းဝိုင်းကူမယ်ဟုတ်ပြီလား မတွေ့မလုံပါနဲ့မင်းတို့ကလှလှလေးဝတ်ထားတာတော့အရှိမပဲတွားထိုင်နေတန်တာပဲချက်မယ်နော် ကဲတန်နာရဲ့အဲ့လိုမဟုတ်ဘူးလေတန်နာနဲ့အမနဲ့ဆိုတာသူတို့ညီကိုကိုကြောက်တွေ့ရတယ်ဆိုရင်တကယ်ညီမတွေလိုပဲဟာတအိမ်လုံးစားဖို့ချက်တာပဲမမလည်းကူရမှာပေါ့ဟုတ်ပြီလားကဲလောက်ကဲလောက်က မမေခိုက်စားရယ် ဟဲ့သမီးကဘိုက်စားလို့လားကဲအဲ့ဆိုရင်မြင်ပြင်းမယ်ခဏစား မတွေ့မလုံးနဲ့တန်တာပဲလုပ်ပြီးလိုက်မယ်ကဲလာအမီလေးစားခြင်းနဲ့ခောက်ဆွဲပြုတ်ကိုတီတီလုပ်ပြီးမယ်နော်ဟုတ်ကဲ့တီတီ မမချေဘာစားညာလဲခါစားရစားညာလားမင်းလည်းစားခြင်းနဲ့ ချစ်မွေးလေးကစားချင်လို့လားကျင်းမယ် ဟေးချစ်မွေဘာလုပ်လာလဲနေဟိုမှာမမချေစားတာစားပါစီတမီးကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီလေ ဟဲ့တန်နာရဲ့ဘာလို့ခလေးကိုစုနေရလဲခလေးကစားကျင်တာပဲဟာကို မမတို့ရဲ့သူ့ကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီဒီမှာချဲလေးကအခုမှစားတာစားပါစီ တန်နာရဲ့အဲ့လောက်ထိတော့မပြောပါနဲ့ခလေးပဲဟာကိုစားကျင်မှာပေါ့ချက်ချက်ညီမလေးကစားကျင်လို့ပြောနေတယ်လေကျွေးလိုက်လေသမီးရဲ့ ရတယ်လာရှုပ်ရှုပ်လေ ချက်ချက်နောက်တစ်ခါညီမလေးစားကျင်နေပြောရင်ကျွေးရမယ်နော်ကြားလား ကဲဘာကြီးပြောနေရလဲကွာကျွန်တော်ကညီကိုလေးဒါမှမလို့လားဟုတ်တယ်မလားမိမ ဟုတ်တာပေါ့ အေးကျုပ်ကပွားမလားလို့နည်းနည်းပါးပါလောက်တာပါ အမေအဲ့လောက်ကစားလို့ဘယ်သူချမ်းသာသွားတာရှိလဲ